ငယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AJ ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ patch 4.2 မှာ skin ဘယ်လို hack ရမလဲဆိုတာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Telegram နဲ့ဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်ပြထားတဲ့ channel ထဲကိုဝင်ပြီးပါအဲ့ channel လေးကိုကျွန်တော် description မှာ link ချပေးထားပါမယ်ပြီးလို့ရှိရင်အဲ့ channel ထဲဝင်လိုက်ပါဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးမှာတွေ့ရတဲ့ file လေးကို download လိုက်ပါနော်ကျွန်တော်အဲ့ file လေးကို download လိုက်ဆိုလို့ရှိရင်အောက်က password နေရာမှာလိုက်ပါလို့ရှိရင်ကျွန်တော်တို့တွေအောက်ပေါက်ဆွဲချရမှာပေါ့နော်ဟိုဆွဲချလိုက်လို့ရှိရင်ကျွန်တော်တို့တွေအမှ password တွေ့ရလိမ့်မယ်အမှအဲ့အောက်ကဟာလေးပေါ့နော် password ပေးနာဟာလေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်မယ်ဆိုရင် copy ပေးသားဖြစ်သွားလိမ့်မယ်အားလေးတစ်ချက် copy လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့တွေထွက်မယ်ကျွန်တော်မှာ set hyper ဆိုတဲ့ဟာလေးရှင်းပြီးတော့လိုရပါလိမ့်မယ်မရှိလို့ရှိရင် page store မှာတတ်တောင်းလိုက်ပါပြီးလို့ရှိရင်အထဲဝင်မယ်ကျွန်တော်တွေအောက်ဆုံးဆွဲချပြီးတော့ Telegram ထဲကိုဝင်မယ်ပြီးရင် file ကိုနှိပ်မယ်ဆိုတော့သူကတောင်းထားတဲ့အဲဒီမှာ file လေးပေါ့နော်အဲ့ကောင်လေးကျွန်တော် zip ရမှာပြီးတော့အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ရမယ်ဆိုရင်အပေါ်မှာ extract here ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာသူက password တောင်းလိုက်မယ်ပေါ့နော်အဲ့နားမှာ password ထည့်ပေးလိုက်စမှတ်ယူလာတဲ့ဟာလေး password ထည့်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော် zip ပြီးသားဖြစ်သွားပြီလို့ရှိရင်ကျွန်တော်အထဲဝင်မယ်ကျွန်တော်တို့ဒီမှာ file ဆိုတဲ့ဟာလေးပေါ့နော်အဲ့ file ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ဖိပြီးတော့ copy ရမှာဖြစ်ပါတယ်ဒီကောင်ကို copy ไว้ဆိုလို့ရှိရင်ကျွန်တော်အပေါ်ဟာလေးနဲ့ device and store တွေကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ Android data ပြီးရင်ကျွန်တော်ဆော့တဲ့ patch ကိုရှာမယ်ဒီအဆိုကျွန်တော် patch ကိုတစ်ချက်နှိပ်ဒီနေရာမှာကျွန်တော်တို့snap copy လာတဲ့ဟာလေးကိုချပေးရမှာဖြစ်ပါတယ်ကျွန်တော်ထည့်ယူရရင်မို့လို့မထည့်တော့ပါဘူးဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ